2024 O question measurement level 3 grade 5-6 5.9 number 17 ကိုဆက်ပြီးတော့တွက်ပြပေးပါမယ် The two large squares have the same area ဒီမှာပြထားတဲ့ square အကြီးပုံစံအကြီးတိုင်းကသူတို့က same area ရှိတယ်လို့ပြောထားတယ်ပြီးတော့ရင် parts of them are gray color see picture တချို့အပိုင်းတွေကိုက gray color နဲ့လုပ်ထားတယ်ဆိုပြီးတော့ပြထားတယ် in the left square ဒီ square နှစ်ခုမှာဒါက left ဒါက right okay in the left square မှာ the dots ဒီအဆက်ကလေးတွေသူပြထားတဲ့အဆက်ကလေးတွေရှိတယ်အဲ့ဒီအဆက်ကလေးတွေကဘာလဲဆိုတော့ divide the size into two equal pieces သူကဒီ line ကို side တစ်ခုကိုဆိုရင်နှစ်ပိုင်းအညီအမျှပိုင်းထားတာဒါဆိုရင်ဒါအလယ်မှာရှိတဲ့ point ကိုပြောချင်တာဒီဘက်မှာရှိတဲ့ side နဲ့ဒီဘက်မှာရှိတဲ့ side နဲ့ကတူတူပဲလို့ပြောချင်တာနော်in the right square ဒီဘက် right square မှာကြတော့ the dots divide the side into 3 pieces ဒါဆိုရင်ဒီအဆက်ကလေးတွေကြတော့ဘာကိုကိုစားပြုတာဘယ်လိုပိုင်းထားရလဲဆိုလို့ရှိရင်အညီအမျှ၃ပိုင်းပိုင်းထားတာအဲ့ဒါဆိုရင်ဒါရဲ့ဒီအပိုင်းလေး၃ပိုင်းက equal ဖြစ်တယ်ဆိုတာသိရနော်ပြီးတော့ဘာထပ်ပေးထားလဲဆိုတော့ the four gray parts in the left square ထဲမှာရှိတဲ့ဒီ gray လေးခုကတဲ့ have a combined area သူ့ရဲ့ area ကဘယ်လောက်ရှိတာလဲဆိုတော့9 cm square ရှိတယ်တဲ့ဒါဆိုရင်ဒီ square လေးခု square မဟုတ်ဒီ square အကြီးထဲက triangle gray triangle အသေးလေး၄ခုပေါင်းလိုက်လို့ရှိရင် area က9 cm square ရှိတယ်လို့ပြောထားတာမေးထားတာပါလဲဆိုတော့ what is the area of four gray parts in the right square ထဲမှာရှိတဲ့ဒီ gray part က area ဘယ်လောက်ဖြစ်မှာလဲဆိုပြီးတော့မေးထားတာအဲဆိုရင်စတွက်မယ်ဆိုရင်သိရမှာကခုနကတော့ပြောထားတယ်ဒီ left square နှစ်ခုကဒီ square အကြီးနှစ်ခုက side တူပဲ area တူပဲလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုပေးထားတဲ့ side တွေကတူတယ်ဆိုတာသိရမယ်အဲ့ဒီကနေစယူသုံးပြီးတော့တွက်မယ်တူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ side ကို unknown number တစ်ခုထားပြီးတော့ဒီဘက်မှာပြန်ယူသုံးမယ်unknown number ကိုကြိုက်တာထားလို့ရပေမဲ့ပို့ပြီးတော့လွယ်သွားအောင်ဘယ်လိုထားလို့ရလဲဆိုလို့ရှိရင်အခုဒီ side တစ်ခုလုံးကိုဒီ side ပေါ့နော်အခုဒီမှာ red line နဲ့ပြလိုက်တဲ့ side အဲ့ဒီ side တစ်ခုလုံးကို6 လို့သဘောထားလိုက်မယ်unknown number အနေနဲ့အဲ့လိုထားလိုက်မယ်ဘာလို့6လို့ထားလဲဆိုတော့ပြန်ခွဲထုတ်ရတာလွယ်အောင်လို့သူက6ဖြစ်တယ်ဆိုလို့ရှိရင်ဒီဘက်က side ကလည်း6ပဲเนาะဒါလည်း6ပဲတူပဲသူတို့နှစ်ခုက side တူတယ် area တူတယ်လို့ပြောထားတယ်6ဒါဆိုလို့ရှိရင်အဲ့ဒီ 6x ကိုပထမပုံက2 equal divide လုပ်ထားတာဖြစ်တဲ့အတွက်တစ်ဖက်ချင်းစီက 3x ရှိလိမ့်မယ်ဒါလေးက 3x ဒီ side လေးကလည်း 3x ဒီလိုခွဲထုတ်လိုက်မယ်ဒါဆိုရင်ဒီ gray triangle ရဲ့ side တွေအကုန်လုံးက 3x တွေဖြစ်သွားမယ်ဟုတ်လားဒါတွေက 3x သူက 3x ဖြစ်တဲ့အချိန်မှာဒီဘက်က right side က square ကဘာဖြစ်မှာဆိုတော့3 equal part လောက်ထားတာဖြစ်တဲ့အတွက် 2x ဆိုပြီးတော့ဖြစ်သွားမယ်ဟုတ်လားဒါ 2x တွေဖြစ်သွားမယ်နော်ဒီနားလေးမှာနည်းနည်းရှုပ်သွားမှာဆိုလို့6 ကိုအပေါ်တင်ပေးမယ်ဒါက6 ရှိတာဆိုတော့ 2x ဒါဆိုရင်3 equal part ဖြစ်သွားအောင်6 ကို 2x ဆိုပြီးတော့ခွဲလိုက်မယ်ဒါဆိုလို့ရှိရင် gray square သေးလေးတွေရဲ့ side တွေက 2x တွေဖြစ်သွားတယ်ဆိုတာကိုသိရမယ်နော် okay ဒါဆိုလို့ရှိရင် site လေးတွေကိုအဲ့လိုမျိုး unknown number အနေနဲ့ထားပြီးသွားပြီဆိုတော့အခုဘာကိုစတွက်မှာလဲဆိုတော့သူကဒီဘက် left square မှာရှိတဲ့ gray part တွေကို၄ခုလုံးကိုပေါင်းလိုက် area က9 cm square ရှိတယ်ဆိုတော့ဒီ၄ခုစာရဲ့9 cm square တဲကနေပြီးတော့ unknown number ကိုရအောင်ရှာမယ်နော်ဒါဆိုလို့ရှိရင်area ပေါ့နော် area ဘယ်သူရဲ့ area လဲဆိုတော့ 4 gray triangle 4 gray triangle ရဲ့ area 4 gray triangle ရဲ့ area ဆိုတော့4 multiply 1/2 base height โอเคနော်ဒါဆိုလို့ရှိရင်4 2ဆိုတော့2ပဲကြမယ် base က 3x ပြီးသွားပြီဆိုလို့ရှိရင် base က 3x height ကလည်း 3x ဒါဆိုလို့ရှိရင် तू ကဘယ်လောက်ရသွားမှာလဲဆိုတော့18 square ဖြစ်သွားမယ်သူ့ရဲ့ area က9 cm square နဲ့တူတာဖြစ်တဲ့အတွက်ကြောင့်မလို့18 square equal 9နဲ့တူလိမ့်မယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်8 square equal 1/2
ဒါနဲ့တူမယ်ဒါဆိုရင်ဒီနားလေးမှာခဏရက်ထားမယ် x ကိုတစ်လုံးနဲ့ရှာလိုက်ရင်လည်းရတယ်ဒါပေမဲ့ရှာလိုက်လို့ရှိရင်အရန် number တွေတေးပြီးတော့ရှုပ်သွားမှာဆိုလို့ဒီဘက် channel မှာလည်းပြန်သုံးရမှာဖြစ်တဲ့အတွက် x square မှာပဲရက်ထားလို့ရတယ်ဒါဆိုလို့ရှိရင်ဒီမှာ unknown number ထွက်လာပြီဆိုတော့ဒီဘက် channel ကသူလိုချင်တဲ့ area ကိုရှာမယ်နော် area ဒီတစ်ခေါက်ကျတော့4 gray square 4 gray square လေးရဲ့ area ကိုရှာမယ်သူရဲ့ area ဆိုရင်4 multiply သူကြတော့ length breadth ဆိုတော့ 2x 2x ကိုသုံးပြီးတော့သွားမယ်ဒါဆိုရင် 2x 2x ဆိုတော့4 4 4ဆိုတော့ 16x square ဖြစ်သွားမယ်ဒီမှာ x square က2ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာsorry x square က 1/2 ဖြစ်တဲ့အတွက်ကြောင့်မို့လို့ x square နေရာမှာ1/2ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်နောက်ဆုံး answer ကဘယ်လောက်ဖြစ်လဲဆို8ရတယ်ဆိုတော့နောက်ဆုံး8 cm square 8 cm square က answer A B C D E ထဲမှာဆိုရင် number B ကိုရွေးပေးရပါမယ်